10 မိနစ်အတွင်းတိထားတဲ့နေ့စဉ်ပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့အလွန်လက်တွေ့ကျတဲ့နည်းလမ်း9ခုအရှုပ်ထွေးကင်းစွာဖက်နှက်လျှော်နည်းဖက်နှက်ကြိုးတွေကိုအဝတ်လျှော်ဆက်တကားမှာညှက်ပြီးဖက်နှက်ကိုဆက်ထဲမှာထည့်ထားပါဒါဆိုဖက်နှက်တွေတန့်ရှင်းသွားပြီးဆက်ထဲမှာရိုက်ခတ်နေမှာမဟုတ်ပါဘူးပဲငံပြာရည်လောင်းထက်နီးပဲငံပြာရည်ပလင်းအဖုံးအောင်နာကဆွဲဖွင့်တဲ့ကွင်းလေးကိုဖြုတ်ပြီးစောက်ထိုးလန်ကပလင်းကောင်းမှာပြန်ဆုပ်လိုက်ပါဒီလိုလုပ်လိုက်ရင်ပဲငံပြာရည်ကိုတွန်းချတဲ့အခါမဖိတ်ပဲချုံးမွေးစွာထွက်လာပါတယ်အင်ကြီးတင်းကျပ်စွာချိတ်ပြီးအဝတ်လျှော်ကြိုးပေါ်မှာလက်ကင်ချိတ်ကိုနောက်ပြန်တစ်ခါရှေ့ပြန်တစ်ခါချိတ်လိုက်ပါဒီနည်းနဲ့အဝတ်တွေကိုလေပြင်းတိုက်ရင်တောင်လုံခြုံစွာထိန်းထားနိုင်ပါတယ်လွယ်လွယ်ကူကူပစုံအခွန်ခွာနေပစုံအခွန်တဲကိုခက်ရင်းကွာထိုးထည့်ပြီးအပေါ်ဘက်ကိုတွန်းတင်လိုက်ပါခွန်ကလွယ်လွယ်လေးကွာကျသွားပါလိမ့်မယ်ရေချိုးခန်းဖက်နှက်တွေတန့်ရှင်းရေးလုပ်နည်းစလုံးတစ်လုံးနဲ့ရေထည့်ပြီးမုတ်ဖုတ်ဆိုတာရှာလကာရည်နဲ့အဝတ်လျှော်ဆက်အပြာနှင်းငယ်ထည့်ပါဖက်နှက်ကို10 မိနစ်လောက်စိမ်ပြီးမှပုတ်တိုက်စေကြောပါကော်စောပေါ်ကအထိုင်အရာတွေကိုဖြောက်နီးပရိဘောကလေးလံတာကြောင့်ဖြစ်တဲ့ကော်စောပေါ်ကခွက်နေတဲ့အရာတွေပေါ်မှာရေခဲတုံးတင်ထားပါရေခဲအရေပျော်ပြီးတဲ့အခါသပင်6ခန့်ဆက်နဲ့အပူပေးလိုက်ပါနောက်ဆုံးမှာခရင်ခွာနဲ့ညင်းတာစွာချစ်ပေးလိုက်ရင်ကော်စောကမူလအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်ခါးတဲ့ဆေးတောက်နီးတစ်ခါသုံးလက်အိတ်ရဲ့လက်ချောင်းထိပ်လေးကိုဖြတ်ပြီးရှားပေါ်မှာဆွတ်ထားလိုက်ပါဒီနည်းနဲ့ဆေးရည်တောက်တဲ့အခါရှားကိုမထိတဲ့အတွက်ဆေးရခါးတဲ့အရာတာကိုမခံစားရတော့ပါဘူးအိမ်လုံးမီးဖိုချောင်းသုံးညှက်စာရွက်ညှက်တစ်ခုရှာပြီးဇွန်းတစ်ချောင်းရဲ့လက်ကင်ကိုညှက်ထဲညှက်ထားလိုက်ပါဒါဆိုရင်ဝက်ဥချောင်းကြော်တဲ့အခါသုံးဖို့အတွက်ရိုးရှင်းတဲ့မီးဖိုချောင်းသုံးညှက်တစ်ခုရရှိသွားပါပြီအိယာခင်းမပြေအောင်လုပ်နည်းဇွန်းနှစ်ချောင်းကိုကွေးပြီးမွေးရအောက်မှာဖိထားပါပြီးရင်အိယာခင်းကိုဇွန်းနဲ့မွေးရအောက်ကိုထိုးသွင်းပါနောက်ဆုံးမှာတန်လိုက်ကပ်လိုက်ရင်အိယာခင်းကလုံးဝမပြေတော့ပါဘူး